မင်္ဂလာပါဒီတစ်ခါမှလည်းဇေဒီလို့အဓိပ္ပာယ်ထွက်တဲ့နောက်ထပ်တစ်ပုံစံကိုပြောမှာပါ make object adjective သုံးရပါတယ်တကယ်တော့ဇေဒီဆိုတဲ့အဓိပ္ပာယ်အတွက်အသုံးအနှုန်းတွေအများကြီးရှိပါတယ်ဒီပုံစံလည်းတစ်ခုပါဝင်ဖြစ်ပါတယ်တစ်ချက်ပြန်ပြောပါမယ် make object adjective ဖြစ်ပါတယ်ကျွန်တော်တို့ example လေးလေ့လာကြည့်ပါမယ် The smell from this restaurant makes me hungry ဒီစားတောက်ဆိုင်ကအနံ့ကကျွန်တော်ကိုဗိုက်စာစေတယ်ဘာဖြစ်လို့စေတယ်လို့ပြန်လဲ makes နောက်မှာရှိရဲ့ me က object မလို့ပါ hungry ကတော့ရှင်းပါတယ် adjective ပါနောက်တစ်ကြောင်းလည်းဒီလိုပါပဲ hard work makes a person successful in life အလုပ်ကြိုးစားခြင်းကလူတစ်ယောက်ကိုဘဝမှာအောင်မြင်စေတယ် makes နောက်မှာရှိတော့ a person ဒီ object ဖြစ်ပါတယ် successful က adjective ပါနောက်တစ်ခုမှာ terrible weather makes people sick ဆိုးရွားတဲ့ရာသီဥတုကလူတွေကိုဖျားနာစေခဲ့တယ်ဒါကတော့ past tense ရေးတာပါ past tense ပဲရေး present tense ပဲရေးကြိုက်တဲ့ tense ကြီးပါနောက်မှာတော့ adjective ပုံတည်လိုက်ရပါတယ်ဒါဆိုရင်ကျွန်တော်ခွဲခြားကြည့်ပါမယ် made object adjective ဖြစ်ပါတယ်များများရေးများများကျင့်တဲ့အခါပုံမှုကျွမ်းကျင်လာမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် Summit English 2016ရဲ့ YouTube channel လေးကို like share subscribe လုပ်ဖို့အတွက်ဖိတ်ခေါ်ပါတယ် see you in the next lesson